ပေးခိုင်းလောက်လဲမှာလက်ဆောင်ပေးမဲ့သူရှိလားမရှိဘူးအဲ့လိုဒီနေ့တင်နေမရှိဘူးမရှိလားရှိမှာပါမှာစဉ်းစားကြတငယ်ချင်းမဟုတ်လဲတငယ်ချင်းမဟုတ်လဲဘယ်လိုရှိလောက်လဲအဲ့လိုမျိုးမိသားစုတွေရအေးလောက်စဉ်းစားကြပေးကိုပြောင်းလို့လေဘလူးကပေးလောက်တော့အခုကကြမ်းလဲပြီးသွားပြီဆိုညီမလေးလားဟုတ်ညီမလေးလားမရပါတယ်လို့ဘလူးကပေးလောက်တော့စဉ်းစားကြည့်တယ်အမလေးအလိုလည်းမရဘာလာမရဘူးပြောတယ်အဲ့ဆိုဘလူးကမသိဘူးပေါ့အေးအဲ့လိုမျိုးကြီးတော့မရှိဘူးလားဒီဆိုင်မှာလည်းမရှိဘူးလူမမကိုကိုတဲ့ကိုပဲလာပြီးခိုင်းတာဖုန်းနံပါတ်လည်းပြီးတာဖုန်းနံပါတ်လည်းပြီးတာညာလေးကအဝေးကြီးပေါ့ညာလေးကပုံကြည့်ပါလို့မေးလိုက်အဲ့ဒါဆိုခံမရဒီလိုက်ကြည့်ပါဒီရောဒီထက်ဒီရောဒီရွာတော့မဟုတ်ဘူးဒီရွာမဟုတ်အမသိရတူပြဒီပါတော့မမယူကြလိုက်လေပြပါဆိုစဉ်းစားကြည့်ပါအောင်လို့ဒီကဆိုရင်တော့နူးမနာပဲရှိတယ်နူးမနာတော့ရှိပေးလောက်လားသူကပေးလောက်လားသူနဲ့တော့ဖုန်းပြီးခဲ့အခုလာမှာကိုအများဖုန်းဆက်တယ်ရှိတာအများကပျောက်သွားတာ7နှစ်လောက်တော့ရှိတယ်အခုလာထဲမှာဖုန်းဆက်တွေနေတော့အများဖုန်းရမလို့ဒီလိုကြီးပေးတော့အောင်တော့မပြောဘူးဟုတ်တယ်သူကပေးလောက်လားဆိုမသိဘူးပြောရဘူးမသိဘူးလေအဲ့လိုမျိုးကြီးမသိဘူးအဲ့လိုမျိုးရမသိဘူးမပေးလောက်ဘူးပေါ့ဒီလာမပေးလားမသိဘူးလေဖုန်းဆက်တယ်ဆိုတော့ပြပါဆိုရင်ဘယ်နိုင်ငံရောက်တဲ့တကယ်ချင်းတွေဒီပါဆိုလေသူတယောက်ပဲ US မှာနေတယ်သူတယောက်ပဲရှိတယ်။နောက်ပြီးတော့အမားတယောက်က6မှာအမားရှိတယ်။မြို့မှာအမားတယောက်ငယ်ချင်းတယောက်ရှိရောတာပဲရှိတယ်။အမနဲ့တငယ်ချင်းဆိုဘယ်လိုလုပ်ပေးလာလဲโอเคလားမမညလားအမနဲ့တငယ်ချင်းဆိုဘယ်လိုလုပ်ပေးလာတော့ဒီကပြေးလာတော့အဲ့လိုကြီးလည်းမသိဘူး။ဘာလဲလောလောဆယ်တော့ဒါအခုလောလောဆယ်ညာလိုက်ဆက်သွင်းနေရတော့US ကနူးမနာပဲရှိတယ်နူးမနာပဲရှိတယ်ကျန်တော့အဲ့လိုမျိုးမရှိဘူးအဲ့ဆိုစာဖတ်ပြမယ်နော်စာဖတ်ပြရင်တော့သိမှာပါနားခလာဘူးအမပုံလေးနဲ့တခြားကိုပို့ပြီးဒီမနော်ဆိုပြီးတခြားလို့ဆိုပုံလေးတောင်ပို့ထားတယ်ဒီမှာပါစားကြလေတငယ်ချင်းတို့ရေးတဲ့အရန်တတိရရယ်နော်တဲ့မဆက်သွယ်ဖြစ်တာကြာသွားပြီမဲ့အချိန်တိုင်းတတိရရယ်ဆိုတာယုံပေးကြပါနော်တဲ့ကျမနဲ့အတူတဲ့ဖွင့်ပြဆက်ရုံအလုပ်တူလုပ်ခဲ့တာရဲ့အမြဲတတိရပါတယ်တဲ့နူးမနာခေါ်ဂျူလီတဲ့အရန်ကန်စမှုမောက်ကြားတဲ့အချိန်ကုညီပေးခဲ့တာတဲ့ငွေရဖြင်ရောလူရဖြင်ရောကုညီပေးခဲ့ကြတာကြီးဘယ်တော့မှမေ့မရခဲ့ပါဘူးတဲ့အခုထိလည်းမမေ့ဘူးနောက်လည်းမမေ့ပါဘူးတကယ်ချင်းတို့ရေးတဲ့ကြံမိုးပိုးလေးပါတဲ့တကယ်ချင်းတို့ရေးတဲ့အားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်တဲ့အားလုံးကိုလည်းအမြဲတတိရပါတယ်တဲ့အရန်လဲလွမ်းနေတဲ့ချစ်တယ်နော်တဲ့တကယ်ချင်းများရဲ့အချစ်တော်လေး USA ရောက်ချင်းမာလေးနူမနာလက်ဆောင်လာပို့ပေးတာပါကျေးဇူးတင်ပါတယ်အဲ့ဆိုအကြီးကြီးဘာပြန်ပြောမှာတော့ဘယ်လိုပြောရမလဲတကယ်ကိုထတ်တူထက်များတကယ်ကိုသူ့ကိုလည်းတတိရတယ်ပုံစံတိုင်းပြောရတယ်တကယ်တတိရတယ်လို့တကယ်တွေ့ချင်တယ်ပြောရတယ်သူဘက်ကဆက်ဆက်တယ်မဟုတ်ကိုကလေတစ်ခါမှဖုံးတာမကိုင်းတတ်ဘူးဟုတ်ကဲ့မကိုင်းတတ်တော့သူ့အတော်ကနေပြောဆက်တယ်ဖုန်းနဲ့မတောင်းတော့တကယ်ကိုပြောလို့မို့လို့ပြောသူ့ဆရာစာဖုန်းကတော့လေပြောရတယ်ဒီဟုတ်ကဲ့အဲ့တော့ညာလည်းခုဆက်တယ်တကယ်ပြောရနော်လို့နင်တို့တကယ်တွေ့ချင်တယ်တကယ်ပြောရလို့တကယ်လည်းလာကြအောင်ဆိုတော့အဲ့မှာအမေတကယ်ကိုနေပြီးအမေတော့လာလို့ရတယ်တွေ့ချင်လို့ပါလို့လာခဲ့ပါလို့မနေ့ကဖုန်းဆက်ပြီးတယ်ဖုန်းဆက်တာဖုန်းမကင်လို့အေးဟုတ်မှာဖုန်းကလေဒီဘက်ကလိုင်းနေရတယ်မကောင်းတော့ဟုတ်တယ်ပါတကယ်ကိုပြောရတယ်ဘာကိုပြောရဲဟုတ်ကဲ့ပါတော့မှတက်တာဒီတစ်ခါပဲလို့ရဘူးရောဟုတ်ကဲ့ပါပြောတယ်ဟုတ်ကဲ့ပါသူလည်းတကယ်ကိုတကယ်ချစ်တာနှစ်ယောက်စလုံးလေသူနဲ့အမင်းငယ်နဲ့နူမနာဆိုတာတကယ်ကိုအရင်ဆုံးတကယ်ချင်းတကယ်ချစ်တယ်။သူနဲ့တကယ်ချင်းနေတယ်ဟုတ်ကဲ့ပါပုံလေးရိုက်ပေးပါဦးရွရွကြည့်လေရွကြည့်တကယ်ကိုပြောပါလေဟုတ်ကဲ့ပါခင်ဗျ